အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Hollywood နဲ့ Bollywood လောကမှာအလိုက်ဖက်ဆုံးတွဲအဖြစ်အားလုံးကသတ်မှတ်ထားကြတဲ့ကမ္ဘာကျော်မင်းသမီးကြီး Priyanka Chopra နဲ့အဆိုတော် Nick Jonas တို့ဇနီးမောင်နှံကြားမှာအားလုံးကိုအံ့အားသင့်သွားစေမယ့်အိမ်အောင်ရေးအကြောင်းကြီးပေါ်ထွက်လာပြီးဆိုတဲ့ကောလာဟလကြီးထွက်ပေါ်လာပါတယ်အသက်42နှစ်အရွယ်မင်းသမီး Priyanka ဟာသူတို့အတူတူနေထိုင်တဲ့ဒေါ်လာ25သန်းတန်အိမ်ကြီးပေါ်ကနေမနေ့ကမနက်ပိုင်းမှာတော့အတင်းကျပ်နှင်ထုတ်ခံရခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်အတွင်းသီးတွေရဲ့ပြောကြားချက်အရ Nick ဟာ Priyanka ရဲ့ဖုန်းထဲမှာမသင့်တော်တဲ့ message တွေကိုအမှတ်မထင်တွေ့ရှိသွားခဲ့တာကြောင့်ဖြစ်ပြီးတော့ဒီကိစ္စမှာ Nick ကတိတ်တိတ်ဆိတ်ဆိတ်မနေတော့ဘဲနဲ့သူတို့ရဲ့အိမ်တော်ရေးသဘောတူညီချက်စာချုပ်တွေကအချက်၃ချက်ကိုချက်ချင်းအသက်သွင်းဖို့အတွက်ရှေ့နေတွေကိုညွှန်ကြားလိုက်တယ်လို့သတင်းတွေပြန့်နှံ့နေရပါအထူးသဖြင့်နောက်ဆုံးအချက်ကတော့ Priyanka အတွက်နှစ်ရှည်လာများအထိဘဝပြတ်သွားနိုင်လောက်တဲ့အထိထိခိုက်စေနိုင်တယ်လို့ဖော်ပြထားပါတယ်။ပထမအချက်အနေနဲ့ Nick ဟာသူတို့ရဲ့ပူးတွဲဘဏ်ကောင်အားလုံးကိုချက်ချင်းအမိန့်နဲ့ပိတ်ဆို့လိုက်ပါတယ်။ဒါတွေမကသေးဘဲနဲ့သူလက်မထက်ခင်ကတည်းကရှာဖွေထားတဲ့တချင်းမှုပိုင်ခွင့်ကြီးတွေစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့အိမ်ချမ်းမြေပိုင်ဆိုင်မှုတွေအားလုံးကိုပါခွဲဝေရမယ်။ပိုင်ဆိုင်မှုစည်ရင်းတွေကနေအပြီးအပိုင်ဖယ်ထုတ်ခဲ့တာပါ။ Nick ဟာဒီလိုအခြေအနေမျိုးဖြစ်လာလိမ့်မယ်ဆိုတာကြိုတင်တွက်ဆပြီးတိတ်တဆိတ်ပြင်ဆင်နေခဲ့တာကြပြီလို့သတင်းရင်းမြစ်တွေကဆိုထားပါတယ်။ဒုတိယအချက်အနေနဲ့ကတော့သူတို့နှစ်ယောက်ကြားမှာအရန်ချစ်စရာကောင်းတဲ့သမီးလေးတယောက်ရှိနေပေမဲ့လည်းစာချုပ်ပါအချက်ချကြတဲ့စီကံချက်တွေအရ Nick ဟာလေးအောင်ထိန်ခွင့်မှာပို့ပြီးတော့ဦးစားပေးအခွင့်အရေးရရှိထားပါတယ်။အခုလိုအမှားလုပ်ထားတဲ့ဘက်က Priyanka ဖြစ်နေတာကြောင့်သမီးဖြစ်သူကိုနေ့စဉ်ပြုစုဆောင်ရှောက်ခွင့်လုံးဝဆုံးရှုံးသွားနိုင်တဲ့အခြေအနေဆိုးတစ်ခုကိုရင်ဆိုင်နေရတာပါ။တတိယအချက်ဒါကတော့အဆိုးဆုံးချက်ပါပဲစာချုပ်ထဲမှာ Nick ရဲ့ public image ကိုထိခိုက်ပျက်ပြားစေမယ်ဘလို့အပြုတ်မှုမျိုးမဆိုလှုပ်ဆောင်ခဲ့ရင်ဒေါ်လာသန်း20အထိနာကြေးပေးရမယ်လို့အတိအလင်းဖော်ပြထားပါတယ်အကယ်၍ Nick ကသစ္စာဖောက်မှုကိုသာတပ်သေးတွေကိုလူသိရှင်ကြားချပြလိုက်မယ်ဆိုရင် Priyanka ဟာငွေကြေးအမြောက်များဆုံးရှုံးပြီးဘဝပြတ်သွားနိုင်တဲ့အခြေအနေဆိုက်ရောက်နေတယ်ဆိုပြီးတော့ကောလာဟလတွေထွက်ပေါ်နေပါတယ်အမြဲတမ်းအဆင်ပြေပြီးတော့စံပြဖြစ်ခဲ့ကြတဲ့ဒီကဘာကျော်စုံတွဲကြီးရဲ့လက်တွေ့ဘဝ reality ကအခုလိုမျိုးအဆုံးသတ်သွားတဲ့အပေါ်မှာဘယ်လိုထင်မြင်ချက်တွေရှိကြလဲဆိုတာ comment မှာရေးသွားပေးကြပါအောင်ရှင်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Let's Watch Together channel ကို like and follow လေးလုပ်သွားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်Let's watch together